အခုတစ်မျိုးလုံးချောင်းစီအောင်ကန္နာကြီးကရေတွေတောက်ကုန်းချင်းကုန်းသွားနိုင်တယ်အင်းရကရေတွေလည်းကုန်းချင်းကုန်းသွားနိုင်တယ်သူတို့ရေဆေးနေကြတယ်လို့ပြောတယ်နေဟောင်းကအညစ်အကြေးရေဆေးပြီးတော့နေသေးကိုသန်းသန်းရှင်းရှင်းသွားမယ်တဲ့ပြောတာပဲနော်ပြောတာပဲအဲ့တော့အညစ်အကြေးကရေဆေးလို့ရတာမှမဟုတ်ပဲအဝတ်ကအညစ်အကြေးဆက်ပြတဲ့ရေနဲ့ဆေးရင်ပျောက်တယ်ခန္ဓာကိုယ်မှာကတ်တဲ့ချွေးအစရှိတဲ့အညစ်အကြေးကိုရေဆေးရင်ပျောက်တယ်စိတ်ဓာတ်ရဲ့အညစ်အကြေးရေဆေးလို့မရဘူးလေဟုတ်လားစိတ်ဓာတ်ရဲ့အညစ်အကြေးကိုပရိသတ်ရဲ့ရေဆေးလို့မရဘူးဒီတော့ဒီမှာမြတ်ဗုဒ္ဓပြောတဲ့အညစ်အကြေး၄ပါးအသိဇာယမလာကန္ထာကျန်တပေတံပုဂ္ဂိုလ်တွေမပြတ်မပြတ်မရွတ်ပါရင်စာပေတွေကိုမေ့ခြင်းကအဲ့ဒါအငြိအကျေးပါပဲအနုဋ္ဌာနမလာကရာအနုဋ္ဌာနမလာကရာကရာယအိရဲ့မလံအငြိကြီးကတော့အနုဋ္ဌာနမလာအနုဋ္ဌာနဆိုတာနော်တက်ကြွနိုးချတဲ့စိတ်ဓာတ်ကင်းမဲ့တာပြောအင်းရတိတော်လူပေါ်မှာနေတဲ့လူတွေဇနီးခင်မောနှစ်ဦးသားမင်္ဂလာရေးမြတ်လက်ထပ်ပေါင်းသိပြီးတဲ့ချိန်ကစအတူနေကြတယ်ယောက်ျားကလည်းပြင်းမိန်းမကလည်းပြင်းမွေးလာတဲ့သားသမီးတွေကလည်းအပြင်းထူရင်အဲ့ဒီအိမ်သိညစ်ပတ်တယ်အဲ့ဒါကိုပြောတယ်အနုဋ္ဌာနမလာကရံအိမ်ယာတိတော်လူပန်းကလူတွေရဲ့အိမ်ရဲ့အညစ်အကြေးကတော့အိမ်ထောင်ကြတဲ့ဇနီးခင်မောနှစ်ဦးသားနဲ့သားတွေသမီးတွေအပြင်းထူခြင်းကအိမ်ရဲ့အညစ်အကြေးပါပဲလို့သတ္တာနတ်လူတော်ဆရာမြတ်စွာဘုရားကိုရောမြတ်ကအဝေါစာကရုဏာရှေရှုဟောပြတော်မူခဲ့ပါပေတည်းအဲ့ဒါရေဆေးလို့မရတဲ့အညစ်အကြေးသိညာရေပင်လေသမုဒ္ဒရာကြီးနဲ့ပက်ရှင်တိုင်းပက်အပြင်းထူတဲ့လူတွေရဲ့အိမ်သိညစ်ပတ်ဘုရားကကြည့်လိုက်ရင်လေပန်းချောက်တီးတဲ့ငပြောသည်ပုတ်တီးနဲ့ဓမင်းသို့ဟင်းသို့တွေနဲ့ဟိုတန်းပေါ်ကြည့်လိုက်မလားအင်ကြီးတွေတိုးလို့တွဲလာဟိုနေရာကြည့်လိုက်မလားဖဏတ်တွေဟိုနာတယံဒီနာတယံဓမင်းဩကဟင်းဩကကြည့်လိုက်ရင်လေဓမင်းဂျိုးတွေနဲ့စားတွေဟိုဘက်ဒီဘက်ဟင်းဩရဲစားခတ်မယ်ဆိုရင်စားတစုပ်ကြီးခေါ်လိုက်တယ်ခတ်တော့နည်းနည်းပဲပိုးရနံရံပက်ချလိုက်တယ်မဟုတ်ကြအိမ်နံရံငိုးနေတဲ့စားတွေအဲ့တော့ထကြွလုံးလဝရိယကင်းမဲ့စီကံမဲ့တဲ့အိမ်တော်သူတို့ရဲ့အညစ်အကြေးဟာပြင်းရခြင်းပါနောက်တကမလံဝနတကောတိသံဝနတယုတ်အစင်းရဲ့မလံအညစ်အကြေးကတော့ကောတိသံပြင်းရခြင်းပဲရုပ်ရှင်အင်္ဂါလှပတဲ့ပုဂ္ဂိုလ်များလည်းရှိတယ်အလတ်ဆက်ပုဂ္ဂိုလ်များလည်းရှိတယ်အယုတ်ဆိုးတဲ့ပုဂ္ဂိုလ်များလည်းရှိတယ်ဥပိယုတ်ဘလောက်ပဲအယုတ်ဆိုးဆိုးပေါ်တယ်သပင်လေးသတ်သတ်ရရအင်းကြီးကလေးသတ်သတ်ခက်ခက်လုံကြီးလေးသတ်သတ်ရရအဲ့ဒီလိုလေးလျှော်ဖို့ပြီးတော့မိဘူးလေးတိုက်ဗာလေးတိုက်လို့အသစ်ဒီအများကြီးဝယ်မိုးနိုင်တော့အဟောင်းလေးကိုတန်တန်ရှင်းရှင်းလျှော်ဖို့ပြီးတော့တန်တန်ရခက်ခက်ကလေးဝတ်တက်လို့ဆင်တတ်လို့ရှိတော်ရတဏအယုတ်ဆိုးတဲ့ယောက်ျားမိန်းမဟာတော်တော်လေးကြည်ပြော်ရှူပြော်ဖြစ်လာဗုဒ္ဓနော်အသေးစိတ်သင်ပေးထားတယ်ခုတော့ဗျာဖိုးရုပ်ဖွာရကိုရုပ်ကားရလုံကြီးတွေကလည်းဘယ်လိုဖြစ်ဘောင်းမီတွေကလည်းပဲဟာပြောလို့မကောင်းတော့ပါဘူးနော်ပခုံးကပေါက်နော်ဒူးကပေါက်တင်ပါးကပေါက်ဟိုနည်းနည်းပဲကြံတော့တယ်နည်းနည်းပဲကြံတော့တယ်အကုန်လုံးဘေးပြဲတယ်နော်လှပတဲ့ရှုမကြီးပွဲရောအစင်းဟာ
အဲ့လိုဘုရားရဲ့လှုပ်ထန်တဲ့အကုန်လုံးအယုတ်ဆိုးကုန်အဲ့ဒါဝဏ္ဏတယောအစင်းရဲ့မလန်းအငြိကြီးကတော့ဒီကနေ့ကတော့ဓာတွေကိုတမင်လှုပ်ကြတာဗုဒ္ဓရှင်တွေကတော့စာပေမှာဗာပြောလဲဆိုပြင်းလွန်းလို့သပင်တောင်မဖိနိုင်ဘူးဆိုတဲ့လူမျိုးတွေကိုပြောတာပါယောစင်းရဲ့အငြိအကြီးကတော့ပြင်းရင်းပဲယောက်ျားတွေမိန်းမတွေထိုးသဖြင့်အမျိုးသမီးတွေနော်မပြင်းကြကိုပြောသားတာအငြိအကြီး၃ပါးရှိသွားတယ်ကျမ်းဂန်စာပေတတ်တဲ့ပုဂ္ဂိုလ်တွေရဲ့အငြိအကြီးကဘာဖြစ်လဲမယောဖမတရစေခြင်းပဲအိမ်ရဲ့အငြိကြီးကဘာလဲထားကြွလုံလဝရိယကင်းမဲ့ခြင်းပဲရုပ်ဆင်းရဲ့အငြိကြီးကဘာလဲပြင်းရည်ခြင်းပဲအဆိုးဆုံးကဒီမှာနံပါတ်၄ဗမာတော်ရခတော်မလံဗမာတော်ရခတော်မလံရခတော်အစဝကြများဤဗာများဤအဆောင်နော်အဆောင်မျိုးစုံရှိကုန်ပစ္စည်းတွေဝင်နဲ့ထွက်တဲ့ဂိမ်းမှာအဆောင်ကကတ်စတန်အကောက်ခေါနေကြဒေသနေဆက်ဒေသလူတွေဝင်နဲ့ထွက်တဲ့ဂိမ်းမှာအဆောင်ကဘာလို့လဲ immigration လာဝကနော်တခိုးလူဆိုဝင်နေထွက်တဲ့ကြီးရဲ့အဆောင်ချကရဲပလိတ်နဲ့စစ်တပ်အဆောင်ချအများကြီးရှိအဲ့တော့ဘုန်းကြီးကျောင်းတွေရဲ့အဆောင်ချရုံးတွေရဲ့အဆောင်ချအဆောင်ချမျိုးစုံအောင်ရှိတယ်သူ့အဆောင်နဲ့သူပဲတရားကြီးနှစ်ဖက်ရဲ့ဂိမ်းနှစ်ဖက်ရဲ့အဆောင်ချကဘယ်သူလဲချက်ချင်းအကုန်လုံးမြောင်းမြအမှတ်ရသွားတယ်နော်အဆောင်ချက်ဆိုတဲ့အမျိုးအစားတွေအများကြီးနော်ဘယ်နဲ့တန်ပေးမောင်းရမယ်ရင်သုံးတန်ဂုံသုံးတန်ဘာညာရှေးတုန်းကစာတွေခုအဲ့ဒါတွေမရှိတော့ရင်ဆယ်ရန်ဂုံဆယ်ရန်တန်20ချမဟုတ်ဘူးထိုးကြိတ်ထဲလာတာတန်30လောက်ပါဘယ်ချိန်မှဖြတ်မလဲညသကောင်ကျော်လူရွဒိမှဖြတ်ဟေးဟေးကောင်းနေဒရမရောက်ခင်တမိုင်လုံးမှာကြိုတင်ညှိနေတဲ့သစ်ပင်ရိတ်ကလေးရှိသွားအောင်အဲ့ဒါတော့ကြိုးကြတာပေါ့ဗျာရက်ခတော်အဆောင်အကျမ်းများရဲ့မလန်အငြိကြီးကတော့ဗမာတော်မေမေရောရောပေါ်ပေါ်စားစားလှုပ်ကြခြင်းဟာမလန်အဆောင်ချက်တည်းရဲ့အငြိကြီးပါပဲလို့သတ်ထားအဲ့ဒီအဆောင်ချက်တည်းအငြိကြီးထူလို့ဘာဖြစ်လဲရခိုင်ကိစ္စတကဘာလုံးနဲ့ရင်ဆိုင်ရတဲ့အနေထားရောက်သွားတယ်အဆောင်ချက်တည်းကပြေးခင်းကြီးလှုပ်ကြတဲ့အတွက်ကြောင့်မို့လို့မြောက်ပိုင်းတရုတ်ပြည်ကတရုတ်တွေရန်ကုန်အထိအကုန်လုံးဟောလားစေကန်းတွေဘာတွေဖွင့်လို့ကြောင်မီးသွေးတွေဘာတွေမကွေးနာတရုတ်တွေတူးနေကြတာဗမာစကားတလုံးမှမပြောတတ်တဲ့တရုတ်တကောင်ဘုန်းကြီးစီမနေ့တနေ့ကရောက်လာမေးပါလုံးနေလေကြောင်မီးသွေးတူးတယ်ဘယ်မှာလဲမကွေးမှာစကပြန်နဲ့ပြောတယ်မဲမတ်ဗုဒ္ဓရှိလားဆိုတော့မရှိဘူးတရုတ်ပြည်ကမနေ့တနေ့ကမရောက်တာကြောင်မီးသွေးတောင်တူးနေရေကတာဆောင်းကြတဲ့ရဲ့မလန်ညင်ကြီးကတော့ဗမာတော်မိမိရော့ရော့ပေါ့ပေါ့ဆားဆာလောက်ကဲဆောင်ရနေကြခြင်းပါပဲလို့သာဌာနလူတော်ဆရာမြတ်စွာဘုရားကိုရောမြတ်သည်ဝေါ်စာကရုဏာရှိရှုဟောပြတော်မူခဲ့ပါပေသတည်း